မင်္ဂလာပါဒီနေ့တော့ကိုရီးယားရိုးရာပြည်တွင်ပညာရပ်ဖြစ်တဲ့စာကျူအကြောင်းကိုစိတ်ဝင်စားစရာကောင်းအောင်တင်ဆက်ပေးသွားမှာပါစာကျူကိုလူတစ်ယောက်ရဲ့ကံကြမ္မာဘီတုကပုံစံကျန်လို့တောင်တင်စားကြတယ်လေဒီရှင်းလင်းချက်မှာကိုရီးယားပြည်တွင်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးအဆင့်စနစ်တကျတွက်ချက်ကြအောင်တယ်လဲဆိုတဲ့အသေးစိတ်ရန်တရားတွေကိုအတူတူဖော်ထုတ်သွားကြရအောင်ပါရိုးရှင်းတဲ့မွေးသက်ကြရာဇလေးတစ်ခုကနေလူတစ်ယောက်ရဲ့ကံကြမ္မာတစ်ခုလုံးကိုပြသနိုင်တဲ့မြေပုံကြီးတစ်ခုဖြစ်ဘယ်လိုများပြောင်းလဲသွားနိုင်တယ်လဲဆိုတာတွေးကြည့်ဖူးကြမှာသလားကိုရီးယားဇလန်တွဲဒီထဲမှာပြည်တွင်ဟောတဲ့အခန်းတွေကိုမကြခဏမြင်ဖူးကြမှာပါနော်တကယ်တော့အဲ့လိုဟောပြောနိုင်ဖို့နောက်ွယ်ကတွက်ချက်မှုရန်တရားတွေဟာစိတ်ကူးရင်ဆန်ဆန်ရှော့ပြောနေတာမျိုးမဟုတ်ဘဲအလုံးကိုယူတိကြပြီးနက်လာပါတယ်ကဲဒီတော့ဒီအကြောင်းတွေကိုအပိုင်း9ပိုင်းခွဲပြီးလေ့လာကြည့်ကြမယ်နံပါတ်1စာကျူရဲ့အခြေခံတွေနံပါတ်2အချင်းတိုင်း၄ချိုင်နံပါတ်3တကြီး9ပါနံပါတ်4ဒီမက်ဆာအကြောင်းနဲ့နံပါတ်5မှာတော့လက်တွေ့ဘလို့အသုံးချလဲဆိုတာတွေကိုတွက်ချက်ကြည့်ကြပါမယ်အပိုင်းတဲ့စာကျူအခြေခံများဒီပညာရပ်မှာတင်ချာနဲ့ယုံကြည်မှုကိုဘလို့ခွဲခြားထားတယ်လဲဆိုတာကြည့်လိုက်ရအောင်စာကျူကိုတွက်ချက်ရမှာရိုးရှင်းတဲ့မော်ပညာတက်ကိုတုံးတာမဟုတ်ပါဘူးရာစုနဲ့ပေါင်းများစွာစုဆောင်းလာခဲ့တဲ့စင်းအချက်လက်ဒီပေါ်အခြေခံထားတာပါဒါဟာပညာရပ်ဆန်ဆန် data တွေကိုခွဲခြမ်းစိတ်ဖြာတွက်ချက်ရတဲ့စာကျူနဲ့နံပိုင်းဆိုင်ရာကိုအားပြုတဲ့နတ်ဝင်သည်ခေါ် shamanism တို့ရဲ့အဓိကကွာခြားချက်ပါပဲအတူချုပ်ပြရရင်စာကျူဆိုတာတင်ချာနီးကြကြဂင်းကနန်းဒီပေါ်အခြေခံပြီးစနစ်တကျတွက်ချက်ရတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်စကလုံးအရာအထိပဲဖွင့်ရရင်စုကျူးဆိုတာတိုင်လေးတိုင်လို့အထိပဲရပြီးတော့ဖောက်ကြားကတော့အခရာရှလုံးလို့ဆိုလိုပါတယ်မြင်တအောင်ပုံဖော်ကြည့်ရရင်လူတယောက်မွေးပွားလာတဲ့အချိန်ခိုက်တန်ဟာသူတို့ဘဝတစ်ခုလုံးကိုတည်ဆောက်ဖို့အတွက်အခိုင်အမာချထားတဲ့အုံမြင့်တစ်ခုနဲ့တူပါတယ်အဆောက်အုံတစ်ခုမှာတိုင်နေခိုင်မာဖို့လိုအပ်တယ်လို့ပင်လူတယောက်ရဲ့ဘဝမှာလည်းဒီမွေးဖွားချိန်တိုင်လေးတိုင်ကတကယ်ကိုအရေးပါနေတော့ပါအခုစားချုပ်ကိုလက်တွေပစ်လို့အသေးစိတ်တွက်ချက်လဲဆိုတဲ့အဆင့်တွေကိုကြီးကြမယ်နော်ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်ကတော့မွေးသက်ကြရာချက်နဲ့အချင်းကိုရီးယားစံတော်ချင်း KST အတိုင်းတိတိကျကျပြောင်းလဲထည့်သွင်းဖို့ပါပဲဒီကင်းကနအတိကျရပြီဆိုတာနဲ့တိုင်လေးတိုင်ကိုဖန်တီးလိုက်ပါတယ်ပြီးရင်အဲ့ဒီတမှာပါဝင်တဲ့တက်တွေကိုသင်္ချာနီမချင်းတစ်ခုတွက်သလိုအတိကျခွေးချမ်းစိတ်ဖြာရတာပါအပိုင်းနဲ့အချင်းတိုင်နဲ့ဒါတွေကတော့ဇာတာခွင်တစ်ခုလုံးရဲ့အုံးမြစ်တွေပဲဖြစ်ပါတယ်ကံကြမ္မာရဲ့တိုင်လေးတိုင်ဟာတွက်ချက်မှုတိုင်ရဲ့အသက်သွေးကြောတွေလို့ဆိုရမှာပါတိုင်တစ်ခုချင်းစီကဘဝရဲ့မတူညီတဲ့အချိန်ကာလတွေကိုကိုစားပြုပါတယ်နှစ်တိုင်ကအသက်16နှစ်အထိလွှမ်းမိုးပြီးတော့လက်တိုင်ကအသက်20ကနေ39နေ့တိုင်က40ကနေ59နှစ်နောက်ဆုံးအချိန်တိုင်ကအသက်60နောက်ပိုင်းကာလတွေကိုအတိအကျတွက်ချက်ပေးတာပါသတိထားမိလားဆိုတော့လူမှုအတိုင်းဝိုင်းရဲ့လွှမ်းမိုးမှုဟာနှစ်တိုင်ကနေစတင်ပြီးကိုပိုင်တီးတန့်ဖြစ်တဲ့အချိန်တိုင်အထိအချိုးအစားကြကြတဖြည်းဖြည်းလျော့ကျသွားတာကိုတွက်ချက်တွေ့ရှိရမှာဖြစ်ပါတယ်တိုင်တစ်ခုစီမှာအပေါ်တစ်လုံးအောက်တစ်လုံးအခရာနှလုံးစီပါဝင်တာကြောင့်စုစုပေါင်းအခရာ10လုံးဆိုလိုတာကပတ်စတာကိုရရှိလာတာပါအပေါ်တန်းကကောင်းကင်စွမ်းရည်နည်းနဲ့အောက်တန်းကကမ္ဘာမြေရဲ့စွမ်းရည်တွေအကြားအပြန်အလှန်တက်ရောက်နေတဲ့သဘောတရားကိုအခြေခံပြီးတွက်ချက်လာဖြစ်ပါတယ်ကောင်းကင်ကစိတ်ကူးဖြစ်ပြီးကမ္ဘာမြေကတော့လက်တွေ့အကောင့်ထေဖော်မှုတဘောကိုဆောင်ပါတယ်ကောင်းကင်အခရာ10လုံးနဲ့ကပောင်ညင်အခရာ12လုံးကိုပေါင်းဆက်ရင်တွဲလိုက်တဲ့အခါတွက်ချက်မှုအားလုံးရဲ့လျှို့ဝှက်ကိုဖြစ်ချက်60နှစ်ကြာတန်တရားဆက်ဝုံသို့မဟုတ် sexagenary cycle တစ်ခုကိုရရှိလာပါတယ်။အန်တော့ဆရာကောင်းတာကစာကြွေရဟော့ကင်တိုင်းဟာဒီတင်ကြနီးကြလဲပတ်နေတဲ့ဆက်ဝုံချီပုံမှာလုံးလုံးလျားလျားအခြေခံပြီးတွက်ချက်ထားတာပါပဲ။အပိုင်း3တက်ကြီး၅ပါးရဲ့အပြန်အလှန်တက်ရောက်မှုဒါဟာစာကြွေရဲ့ operating system လို့တော့ခေါ်လို့ရပါတယ်။ဒီတွက်ချက်မှုတွေကိုအသက်ဝင်စေတဲ့အဓိကမောင်းနှင်အားကတော့ထက်ကြီးမှာပါပဲ။လူတိုင်းမှာမွေးဖွားခြင်းကိုမူကြည့်ပြီးတစ်သားမီမြေတက်တူရေဆိုတဲ့ဒီတက်တဲ့ရဲ့ဒီချကိန်းခဏအချို့စားတွေပါဝင်ပါတယ်တစ်သားဟောကြီးထွားမှုကိုပြသပြီးမီကစိတ်အားထက်တာမှုမြေကဒီငိမ်မှုတက်တူကပြက်သားမှုနဲ့ရေကတော့ဉာဏ်ပညာကိုစားဖူးပါတယ်ကိုယ့်ရဲ့တွက်ချက်မှုရက်လက်မှာဘယ်ထက်ကအားတာနေလဲဆိုတာကိုရှာဖွေရတာပေါ့အခုတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ဒီတက်တဲ့ဟာတစ်ခုနဲ့တစ်ခုဘလို့ပံပိုးပေးတယ်လဲဒါမှမဟုတ်ဘလို့စန့်ကျင်တိုက်ခိုက်တယ်လဲဆိုတဲ့တွက်ချက်မှုတာပဲဥပမာရေတက်ကမီးတက်ကိုငိမ့်တက်နိုင်တဲ့အတွက်စာရခွင့်တွက်ချက်ရမှာမီးထက်ကင်းကနန်းများလွန်းတဲ့သူတယောက်ရဲ့ဒေါသကိုရေတက်လွှမ်းမိုးတဲ့သူကအကောင်းဆုံးထိန်းချောင်းပေးနိုင်တယ်ဆိုပြီးအကြည့်အကျတွက်ချက်ဖြေထုတ်လို့ရပါတယ်ဒီနေရာမှာအထူးသတိထားရမှာတစ်ခုကစာကြိုးတွက်ချက်မှုတွေဟာကံကြမ္မာကိုကောင်းတယ်သို့မဟုတ်ဆိုးတယ်လို့တန်စိတ်ကပ်ဖို့လုံးဝမဟုတ်ပါဘူးတကယ်တော့ပြည်စုံလဲစာတာခွင့်ဆိုတာမရှိပါဘူးကိုယ့်ရဲ့တက်တီထဲမှာဘာတွေလိုအပ်နေလဲဘာတွေပိုးနေလဲဆိုတဲ့ညီညွတ်မြတ်တာမှုကိုတေချာနားလိုက်ဖို့ပါဒါမှသာလိုအပ်နေတဲ့အရေးသွေးတွေကို
ကိုယ်တိုင်သတိပြုပြီးစူးစမ်းဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ် အပိုင်း၄ Day Master လို့ခေါ်တဲ့နေ့စဉ်စုမှုသူလူတစ်ယောက်ရဲ့ပင်ကိုစရိုက်အနှစ်သာရကိုဒီနေ့သိနိုင်ပါတယ် Day Master ဆိုတာနေ့တိုင်းရဲ့ပေါ်ဆုံးအခရာကိုခေါ်တာပါသူကလူတစ်ယောက်ရဲ့အဓိကဖြစ်တည်မှုအတ္တနဲ့ပင်ကွန်ဆဲကိုကိုစားပြုပါတယ်တက်ချက်မှုတွေကတခြားပေါက်တက်တွေအားလုံးဟာဒီ Day Master နဲ့ဘလို့သက်ဆိုင်ပတ်သက်နေတယ်လဲဆိုတာကိုအခြေခံပြီးမှသာကနန်းတင်ချာနှိကြကြဆက်လက်ခွဲချမ်းစစ်ဖျားရတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရရင်ဒါဟာတက်ချက်မှုအလုံးရဲ့ဗဟုချက်မဝပဲစိတ်တဆဆန်တဲ့ဒီတွက်ချက်မှုတွေကိုလက်တွေ့ဘဝနဲ့ချိဆက်ကြည့်ရအောင်ပါ Day Master မတူညီတဲ့အခါပင်ကိုစရိုက်တွေဘလို့ကွဲပြားသွားတယ်လဲဆိုတာအလွယ်တကူတွက်ချက်ကြည့်လို့ရပါတယ်ဥပမာယန်တတတက်ရှိသူဟာတပင်ကြီးလိုအမျော်မြင်ကြီးမာပြီးခေါင်းဆောင်မှုပေးနိုင်တယ်ဒါပေမဲ့ယင်မီတက်ရှိသူကတော့ဖျောင်းတိုင်လိုတိကျတေချတဲ့စွမ်းရည်မျိုးရှိကြပါတယ်လူတယောက်ရဲ့အားထားချက်ကြီးကိုတွက်ချက်ရမှာဒါဟာအလွန်ကိုတိကျလာပါတယ်နောက်ထပ်အရေးကြီးတဲ့တွက်ချက်မှုတစ်ခုကတော့လက်တိုင်းနဲ့ Day Master ရဲ့ဆက်ဆက်မှုပါပဲကိုယ်ပိုင်လက္ခဏာနဲ့မွေးရပါစွမ်းရည်တွေဘယ်လိုပေါင်းစပ်ပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်အခက်အခဲလေးကိုဘယ်လိုအောင်မြင်စွာကြောဖြတ်နိုင်တယ်လဲဆိုတာကိုတွက်ချက်ပြသပြီးပါတယ်ဒါကိုတေချာနားလည်ထားခြင်းအပြင်မိမိရဲ့အားသာချက်ကိုအကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပါတယ်။အပိုင်းကလက်တွေ့အသုံးချမှုများနဲ့ကန်ဟပ်ခေတ်သစ်ကိုရီးယားမှာဒီပုံစံကျမ်းကိုဘယ်လိုအသုံးပြုနေကြတယ်လဲ ဒီရှီဟောင်းတွက်ချက်မှုစနစ်ကြီးကိုယနေ့ခေတ်လူအဖွဲ့အစည်းမှာလက်တွေ့ဘလို့အသုံးပြုနေကြတယ်လဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါနှစ်သက်ကံကြမ္မာကိုတွက်ချက်တာကိုယ်နဲ့ကန့်ညီမဲ့အလောက်အကန်ရွေးချယ်တာကလို့စနစ်တစ်ခါပြောင်းလဲတတ်တဲ့တဲဝန်းလို့ခေါ်တဲ့ကံကြမ္မာဆက်ဝန်းတွေကိုကတ်ချက်ကျူတင်ပြင်ဆင်တာမျိုးတွေလုပ်ကြပါတယ်အထူးသဖြင့်လူငယ်တွေကြားမှာဆိုရင်မိမိကိုယ်ကိုအသေးစိတ်ခွဲခြမ်းစိတ်ဖျားဖို့ကပါစာချုပ်ကိုကြဲကြဲပြင်းပြင်းအသုံးပြုလာကြပါတယ်ကိုရီးယားဇလန်တွဲတွေထဲမှာမကြာခဏကြားဖို့မဲ့ Gun Cup ဆိုတာကတော့ဖူးစာပတ်တွဲချက်ချင်းပါပဲအခြေခံအခင်းတော့လူနေရောက်ရဲ့ဓာတ်တွေဟာတယောက်ကိုတယောက်ပန်ပေါ်ပေးနိုင်သလားဒါမှမဟုတ်စန့်ကျင်ဖြစ်စီမလားဆိုတာကိုစိတ်ရန်တရားတစ်ခုလိုတိတိကျကျခွဲခြမ်းစိတ်ဖြာတာဖြစ်ပါတယ်နှစ်ဦးသဘောတူချစ်ခင်ရုံတင်မကပဲစွမ်းအင်ပိုက်ဆိုင်ရာလိုက်ဖက်မှုကိုပါတွက်ချက်တာပေါ့နော်ကန်ဟပ်တွက်ချက်ရမှာအပြင်ပန်းကိုက်ညီမှုနဲ့အတွင်းကြကြကိုက်ညီမှုဆိုပြီးအလွှာနှစ်ခုခွဲခြားထားပါတယ်အပြင်ပန်းကမွေးနေ့တွေကိုသာတွက်ချက်ပြီးလူမှုရေးရာဘယ်လိုမျိုးလဲဆိုတာကိုပြသပါတယ်ဒါပေမဲ့အတွင်းကြကြကန်ဟပ်ကတော့မွေးနေ့နဲ့မွေးချိန်အတိအကျကိုထဲထွင်းတွက်ချက်တာမို့နယောသားရဲ့စိတ်ခံစားချက်နဲ့ကိုယ့်ရဲ့ကိုယ်တွေးတဟာကြတာဖြစ်မှုကိုအတိအကျဖော်ပြနိုင်ပါတယ်ဒီကကြောင့်အရေးကြီးဆုံးအချက်အနေနဲ့ဒီခေါင်းတော့ချက်လေးကိုပြောချင်ပါတယ်စေကျူဇာတာခွင်တွက်ချက်ချင်းရဲ့တကယ်ရည်ရွယ်ချက်ဟာပုံသေးကားချက်ချထားတဲ့ကံကြမ္မာကိုဒီတိုင်းလက်ခံဖို့မဟုတ်ပဲကြိုတင်ပြင်ဆင်မှုနဲ့မိမိကိုယ်ကိုဆင်ခြင်တုံးတက်နိုင်ဖို့ကိရိယာတစ်ခုအဖြစ်အသုံးပြုဖို့ပါပဲမိုးလေဝသခမတ်ချက်ကိုကြိုတိထားရင်ထီးဆောင်သွားနိုင်တယ်လို့ဘာတွေဖြစ်လာမလဲဆိုတာကိုတိတိကျကျတွက်ချက်ထားရင်အကောင်းဆုံးရင်ဆိုင်နိုင်အောင်ကြိုတင်ပြင်ဆင်နိုင်မှာပါညီကုန်းချော့အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုချန်ထားခဲ့ပါစီလူတစ်ယောက်ရဲ့ဘဝဟာအဆောက်အုံတစ်ခုစာကြည့်တွက်ချက်မှုကအဲ့ဒီအဆောက်အုံရဲ့ပုံစံကျန်းတစ်ခုဆိုရင်ကျွန်တော်တို့နေ့စဉ်ပြုလုပ်နေတဲ့ရွေးချယ်ဆုံးဖြတ်မှုတွေနဲ့ဆိုရင်ဘလို့ဘေးတူကလည်းရမျိုးထုတ်ပေါ်လာမလဲကိုယ့်ရဲ့မူလစွမ်းအင်အုံမြင့်နဲ့တွက်ချက်ရရှိလာတဲ့ရလဒ်တွေကိုနားလည်ထားခြင်းကနေတဆင့်မိမိရဲ့လွတ်လပ်စွာရွေးချယ်ခွင့်တွေကိုဘလို့ပိုကောင်းအောင်အသုံးချနိုင်မလဲဆိုတာကိုတွေးကြည့်စေချင်ပါတယ်ဒီရှင်းလင်းချက်လေးကိုအဆုံးထိလိုက်ပါလေလားပေးရတဲ့ကျေးဇူးတင်ပါတယ်